လွမ်းစာရီစင်ပေးပို့ရလဲရတော့ချီလို့ပင်ကျစကားလာလာလေးတွေတွေ့ကနှွေရရောင်းကြိုင်လေတော့သူမပေးခဲ့ရင်တော့အခုလိုဘဝမျိုးမှာဖြေနိုင်ရပွင့်ရတခုတော့သူကိုပြပါအောင်လားဟဲ့သူကိုပြပါအောင်လားဟဲ့ဒုနီယာဟာလေအသေးချပြေးရောမှခွဲသစိမ့်နေဖြစ်သွားခဲ့တယ်အားငယ်ရပါလေဟဲ့နေရဲ့ငါရဲ့ခင်မင်းတော့တကယ်မပြတ်ခဲ့ရဲ့မုံစိတ်များနှင်းပြောင်းလို့တာပြီကြောင့်မလေးနေတိုင်းတွေ့နေစေနုနုလာလာတို့ငယ်ရွယ်စေတိတ်တိတ်ရဲ့နဲ့ရိုးသားစွာပင်ငယ်ချင်းလိုတော့ဆက်၍ခင်စေခြင်းသားစွာဖြစ်ကောင်းလာရခြင်းခါနေပေါ်မှာချင်နေတာညစဉ်တကောင်ရတစ်ချင်းတန်းချိုအေးငါလေးဆိုခဲ့ရင်စိတ်မှာငိုခြင်းအိယာပေါ်နဲ့မြေလောင်မြက်ခင်းပြေဘဝချင်းချမ်းသာကြလို့မဖြစ်နိုင်ဘူးဆိုတာတွေတူတင်ကတိုးလည်းပြီးကနေတို့တော်ငယ်ကြီးရင်တော်ရသမီးမုန်းစကားတော့သူမပြောတင်ဘူးလေသူမပြောတင်ဘူးလေမိဘရင်ခွေပြောရှင်ရင်နဲ့တော်တွေအပြင်းပြင်းကြီးစားတော့မထားတင်ဘူးွယ်သူစုလေကိုရဲ့မောင်ရဲ့တင်တော်ကြလက်တွဲလို့ပြီးချစ်တာနဲ့စိတ်ကလေးရင်တော့တစ္ဆာနဲ့စိတ်ချင်းဆက်နွယ်အောင်လမ်းတင်ပွင့်မဲ့နေကိုကြိုရင်ရိုးသားရင်နဲ့ပြုံးနေကိုစင်တငယ်ရင်လို့တော့ဆက်၍ခင်စေခြင်းညစဉ်တကောင်ရန်တစ်ချင်းတန်းချိုအေးငါလေးဆိုခဲ့ရင်စိတ်မှာငိုခြင်းဟဲ့ရပေါ်နဲ့မြေလွန်မြက်ခင်းပြေဘဝချင်းချမ်းသာကြောင်းလို့မဖြစ်နိုင်ဘူးဆိုတာတွေကြိုတင်ကတိုးလဲပြီးကနေတို့တော်ငယ်ကြီးရင်နာစရာသမီးမုန်းစကားတော့တို့ကိုမပြောတင်ဘူးလေတို့ကိုမပြောတင်ဘူးလေမိဘရင်ဝင်ပြောရှင်ရင်နဲ့တို့တွေအပြင်းပြင်းကြီးစားတော့မကားတင်ဘူးွယ်သူစုလေကိုရဲ့မောင်ရဲ့တင်တော်ကြလက်တွဲလို့ပြီးချစ်တာနဲ့စိတ်ကြီးလို့မရင်တော့တစ္ဆာနဲ့စိတ်ကြီးဆက်နွယ်အောင်လမ်းတင်ပွင့်မဲ့နေကိုကြိုရင်ရိုးသားရင်နဲ့ပြုံးနေကိုစင်တငယ်ချင်းကိုတော့ဆက်၍กินစေခြင်းတမီးလေးဖြစ်ကနေရိုးသားသွားနေအဖြေအောင်ဆိုရတဲ့ငါတို့တငယ်ချင်းဘဝကိုငါကြောင့်ဆိုခဲ့နေလို့ချစ်တယ်လို့ပြောချင်တဲ့စကားဒီတစ်ချင်းလေးနဲ့မှမကုန်ပါဘူးကွာ